ဝေးပြေးကားကနေပြီးတော့ဂျီလီဆန်ဘဲမှုတုံအထီကိုအဝေးပြေးကားစီမှာပဲဖြစ်ပါတယ်မနက်3:45 မိနစ်မှာကားပေါ်ကဆင်းပြီးတော့ဘဲမှုတုံထမ်းမှန်ကြီးကိုဆန်းတော်ကိုလမ်းလျှောက်နေပါပြီဝင်ပေါက်ကဘေးချင်းဖွင့်မလဲဆိုတာကတော့သွားကြည့်မှာပဲသိပါမယ်မိုးရွာထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အရန်ကောင်းမယ်လို့မထင်ပါဘူးမိုးရမ်းရွာထားတော့နှင်းနေရှိပျော်ပြီးတော့ရေတကုံကရေတော်စီးနေပါတယ်4 နာရီမထိုးသေးပေမဲ့ဝင်လို့ရပါပြီပုံမှန်ဆိုရင်မနက်4 နာရီမှတက်ခွင့်ရတာပါဟိုဖွင့်ထားရဖြစ်တဲ့အတွက်ကြောင့်မလို့3:50 မိနစ်မှာစပြီးတက်ပါမယ်가자 장터모 가는 길 디고도 와봐 디고도 많이 사람이야 봐봐 뭐할래 요암람디 봐 그냥 쿠티야 떼어 해봐 야 두루 치니가 들어 소바래 뭐야 하라 필요해 정말 니니가 얘를 뼈니 어베베 이러고 무섭지? 짜우스야 까오네 몰라 가자 매비야 저 이리와 다음 요마 생코잖아 비야 3:59 မိနစ်900 မီတာတက်နိုင်ခဲ့ပါပြီဂျန်ထောမိုးနားနေစကန်ရအောင်9100 မီတာတက်ရပါဦးမယ်9:02 မိနစ်မှာတော့2600 မီတာရောက်ခဲ့ပါပြီနားနေစကန်ကိုရောက်ဖို့အတွက်3200 မီတာကျန်ပါသေးတယ်ရှိကတော့ဒီမှာပါတရားနေစားထွက်လာတာကိရင်တော့ပါမယ်အထီကို3200 မီတာကျန်ပါသေးတယ်အဲဒီကနေဒီဘက်ကို1900 မီတာဆက်သွားမှတောင်ထိပ်ကိုရောက်မှာပါ가자သွားရမှာပါဗျာတောင်ထိပ်ကိုရောက်အောင်ကိုတက်ရမယ်3 နာရီကျော်ကြိုးစားတက်ပြီးတဲ့နောက်ပိုင်းမှာတော့နားနေစကန်ကိုရောက်ရှိပါပြီပဲဖြစ်ပါတယ်ဒီလောကအလုံးမြူတွေနဲ့ပိတ်နေရပါနားနေစကန်ပဲဖြစ်ပါတယ်1900 ကီလိုမီတာဆက်တက်ပါမယ်6 နံပါတ်ကိုတက်နေပါပြီ6 နံပါတ်ဒါသူတို့ချိန်နေရတော့ကိုယ့်ဘက်မှာမရှိပါဘူးမြန်တက်ပြီးတော့မြန်ပြန်ဆင်းပြီးအိမ်ပြန်ပါမယ်မိုးမရွာဘူးလို့သိထားပေမဲ့မိုးရွာတယ်ပေါ့ဗျာရာသီဥတုကအရန်ဆိုးတော့ရှုခင်းနေပါလေလဲမြင်ရမယ်မထင်ဘူးဗျဒါကြောင့်မလို့မြန်ဆန်တက်ပြီးတော့ပုံရိုက်ပြီးတော့ပြန်ဆင်းပါမယ်အိမ်ပြန်ပါမယ်အိမ်ပြန်ပြီးတော့အိပ်ပါမယ်ဒီလိုလမ်းတွေပဲတက်ခဲ့ရတာခုထိလည်းတက်အောင်ပါပဲတောင်ထိပ်ရောက်ဖို့အတွက်1 ကီလိုမီတာပဲလိုပါတော့တယ်ကျဲဆော့ပုံပင်လယ်မျက်နှာပြင်1808 မီတာပါခင်ဗျာဒီကြောင်ဖြိုဒီလောက်ကျွန်တော်အရက်လောက်ရှိတဲ့အမြင့်ကိုနှင်းနေအုပ်နေတာနှင်းတို့အများကြီးပဲနောက်တစ်ခေါက်လာခဲ့မယ်နောက်တစ်ခေါက်လာခဲ့မယ်
ကသူခိုင်းတဲ့အတိုင်းရှည်ထည့်ပေးလိုက်ရုံနဲ့တင်ခေါက်ဆဲပြုတ်စားလို့ရမှာပေါ့နော်စားမယ်ဗျာအိုက်ဆိုင်တောင်ကြီးကနေပြီးတော့အမြင့်မီတာ1000လောက်ထိရွာဘယ်လိုပြောရမလဲတောက်လျှောက်မိုးတွေရွာတာဗျာအဲ့တော့အရန်စိုးရင်တော့တော့တောင်ပေါ်ရောက်ရင်မိုးရမ်းရွာမလားဆိုပြီးတော့ကံကောင်းတာလားဒါမှမဟုတ်မရွာတာလားတော့မသိဘူးပေါ့ဗျာတောင်ပေါ်ရောက်လာတဲ့အချိန်မှာမိုးမရွာတော့ဘူးပေါ့နော်ကဲကျင်းတော့ပါပြီတောင်ပေါ်မှာခေါက်ဆဲပြုတ်လဲစားပြီးပါပြီပုံလဲရိုက်ပြီးပါပြီတိမ်ပင်လဲမြင်ခဲ့ရပါတယ်အခုပြန်ဆင်းပါမယ်ပြန်ဆင်းမယ်ဆိုရင်လာတက်လာတဲ့လမ်းကိုဆက်ညဘက်ကိုဆင်းပါပါလာတော့ကတော့ဘက်မူတော့ကနေလာပြီးတော့ဆင်းလာကတော့ဂျွန်းဆန်လီကိုဆင်းပါပါဂျွန်းဆန်လီကိုဆင်းပါမယ်ဒါနာအောင်မြင်ခဲ့ပါပြီဒါတော့အစင်းလမ်းမှာမြင်ရတဲ့တိမ်ပင်လေးပဲဖြစ်ပါတယ်ရမ်းလာတယ်ဗျာတော့ကတော့တိမ်နေပြီဝါဂျီလီဆန်တတာနေရာဒီမှာတစ်ခေါက်ထပ်လာခဲ့မယ်။အဲ့မှာငါကအိမ်ပြန်မှာဖြစ်တဲ့အတွက်ကြောင့်မို့ပြန်တော့မယ်။ခါကြတောင်ကြီးပြန်ရောက်ပါပြီခင်ဗျာနော်။ဂျီလီဆန်8နာရီအတက်ဆင်း8နာရီနဲ့အောင်မြင်ခဲ့ပါပြီ။ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကြောင့်မလို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်။တောင်တကာတက်တဲ့ကြော်ကြီးပဲဖြစ်ပါတယ်။